အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အာလူးနဲ့ဖယုံညွန့်ဟင်းချက်ပြမှာဖြစ်ပါတယ်အရင်ဦးဆုံးအာလူးကိုအတုံးတုံးလေးတွေလီထားပြီးတော့စားရည်စိမ်ထားလိုက်ပါမယ်ထိုနည်းတူဖယုံညွန့်ကိုလည်းရေဆေးပြီးတော့ရေစစ်ထားလိုက်ပါမယ်ပါဝင်တဲ့မဆလာလေးတွေကတော့ပဲနံသာစေဇီရာစေစနွင်းမုံငရုတ်ကောင်းမုံတို့ပဲဖြစ်ပါတယ်pressure cooker ထဲမှာချက်မှာဖြစ်တဲ့အတွက်စီအနှင်းငယ်ထည့်ပြီးပဲနံသာစေနဲ့ဇီရာစေကိုထည့်လိုက်ပါမယ်ပဲနံသာစေဇီရာစေလေးတွေမဲလာပြီဆိုလို့ရှိရင်အာလူးထည့်ပြီးတော့အာလူးလေးတွေချက်တဲ့အထိခဏလေးချက်ထားပါမယ်အာလူးလေးတွေနူးလာပြီဆိုလို့ရှိရင်စနွင်းမုံနဲ့ငရုတ်ကောင်းမုံကိုထည့်လိုက်ပါမယ်ပြီးရင်စနွင်းနဲ့ငရုတ်ကောင်းမုံအနံ့လေးပြောင်းအောင်လို့စက္ကန့်30လောက်ထားလိုက်ပါမယ်ပြီးလို့ရှိရင်ဖယုံညွန့်ကိုရေလေးအနည်းငယ်နဲ့ထည့်ပါမယ်ရေကိုနည်းနည်းလေးပဲထည့်ပါဖယုံညွန့်ကရေထွက်တာဖြစ်တဲ့အတွက်ရေအများကြီးထည့်လိုက်လို့ရှိရင်ရေကျဲကြီးဖြစ်သွားမှာပါပြီးမှလိုအပ်တယ်လို့ပြန်ထည့်လို့ရတာဖြစ်တဲ့အတွက်ရေအနည်းငယ်နဲ့ဖယုံညွန့်ကိုထည့်ပါမယ်စားကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်ပြီးလို့ရှိရင်အာလူးဖယုံညွန့်စားလေးတွေနံသွားအောင်လို့နေထားပေးလိုက်ပါမယ်ပြီးရင် pressure cooker အဖုံးကိုဖုံးပြီးတော့မှ2ကြိမ်ကနေ3ကြိမ်အော်ရဲထိထားလိုက်ပါမယ်ဒါဆိုရင်စားလို့ကောင်းတဲ့အာလူးနဲ့ဖယုံညွန့်ဟင်းရပါပြီရေကိုတော့ပြီးမှပြန်ထည့်ပြီးတော့ကိုလိုအပ်တဲ့ consistency ရအောင်လို့ပြင်ပေးပါအားလုံးပဲဒီဟင်းကိုကြိုက်မယ်လို့မျှော်လင့်ပါတယ်